ကဲဤရှိတဲ့လင်္ကာဆောင်ဖို့တစ်ခေါက်လောက်ပတ်လိုက်ကြအောင်ဗျာနော်အဲ့တော့ဦးဇင်းတို့မူလနတ်ဖျားပါနဲ့ပါမူလနတ်ဖျားပါနဲ့ပါကောင်းပြီအဝိဇ္ဇာပဲသဘောရှိတဏှာကောင်းပြီဗျာသစ္စာနှစ်ခုဟူသည်ကသမုဒယသစ္စာဒုက္ခသစ္စာသမုဒယသစ္စာဒုက္ခသစ္စာဟုတ်ပြီနော်အဲ့ဒီလိုသမုဒယနဲ့ဒုက္ခပဲလဲနေသမျှကာလပတ်လုံးသက်သာရာရเสียအကြောင်းမရှိပါဘူးလေးခုအလွာဟူသည်ကတိတ်ကြောင်းတလွာပစ္စုပန်အကျိုးတလွာပစ္စုပန်အကြောင်းတလွာအနာဂတ်အကျိုးတလွာခုနတော့ကသစ္စာနဲ့လဲတာဗျာလေးခုအလွာကြတော့အကြောင်းနဲ့အကျိုးနဲ့လဲနေတာအဲ့တော့သစ္စာနဲ့ပဲလဲလဲအကြောင်းအကျိုးနဲ့ပဲလဲလဲတက်တောင့်တက်တာဖြစ်เสียအကြောင်းရှိပါမလားရှိပါဘူးကလားကြီးနဲ့အရာကြီးနာမည်ပြောင်းထားတာသမုဒယသစ္စာဆိုတာအကြောင်းပြောတာပဲဒုက္ခသစ္စာဆိုတာအကျိုးပြောတာပဲခင်ဗျားတို့စာကြည့်အောင်တာတစ်ခုပြီးတစ်ခုလဲပြနေရတာအင်္ဂါ12ပါးဟူသည်ကတစ်အကွက်ထဲကအင်္ဂါဘယ်နှပါးအဝိဇ္ဇာနဲ့သင်္ခါရနှစ်အကွက်မှာအင်္ဂါဘယ်နှပါးဝိညာဏနာယုသလယရဏဖတ်တာဝိရဏသုံးအကွက်အင်္ဂါဘယ်နှပါးဇဏဥပါဒံကမ္မဘဝလေးအကွက်အင်္ဂါဘယ်နှပါးဇာတိဇရာမရဏဟုတ်ပြီလားဟဲ့သုံးပါးအဆက်ကဘယ်နှပါးရှိတစ်အကွက်နဲ့နှစ်အကွက်တစ်စက်နှစ်အကွက်နဲ့သုံးအကွက်တစ်စက်သုံးအကွက်နဲ့လေးအကွက်တစ်စက်ဆရာတော်ဘုရားကြီးကနာမည်အလွယ်လေးပြီးထားတယ်တစ်အကွက်နဲ့နှစ်အကွက်အဆက်ကကြတော့တဲ့တေချာပေါက်ဆက်ပြီးသွားပြီဤကံအဆက်ကဲတစ်အကွက်နဲ့နှစ်အကွက်အဆက်ကဗါတဲ့တော့ဟောဒီနှစ်အကွက်နဲ့သုံးအကွက်အဆက်ကိုကြတော့အရှင်ဇတ်တယ်ဗျာဘာအဆက်တော့အရှင်ဇတ်ဆိုတာအလုံးလုံးရင်ပြတ်မယ်အလုံးမလုံးရင်ဆက်မယ်နှလုံးသွင်းမှန်လို့တန်ဝေကဉာဏ်ရရင်ပြတ်မယ်နှလုံးသွင်းမှားလို့တောကရောက်ဟိုအနောက်ထိကိုဆက်သွားဟုတ်ပြီနော်ကောင်းပြီဗျာသုံးအကွက်နဲ့လေးအကွက်ကြားကအဆက်ကိုကြတော့အနီကံအဆက်ဘာအဆက်မတိကြသေးတဲ့အဆက်အလုံးလုံးတဲ့သူဆက်เสียအကြောင်းမရှိဘူးအလုံးမလုံးတဲ့သူတိကြပေါ့ဆက်သွားမယ်ဟုတ်ပြီနော်ဝတ်သုံးဝဟူသည်ကကိလေသာဝတ်သုံးပါးကမ္မဝတ်နှစ်ပါးဝိပါကဝတ်8ပါးအဲ့တော့လီဖန်တန်းစီလေးလိုက်ခဲ့ကြအောင်ကိလေသာဝတ်သုံးပါးဟူသည်ကအဝိဇ္ဇာတဏှာဥပါဒံကျိုးလေးနဲ့တွေ့မထားဘူးလားအဲ့တော့မှားเสียမရှိကမ္မဝတ်နှစ်ပါးဆိုတာကသင်္ခါရကမ္မဘဝကျိုးနီလေးနဲ့တန်းထားတယ်ဉာဏ်300မှာခင်ဗျားတို့အဲ့ဒီဝိပါကဝတ်8ပါးကတော့ဉာဏ်နည်းနည်းသုံးမှသဘောပေါက်ဝိပါကဝတ်8ပါးဟူသည်ကဝိညာဏနာယုသလယရဏဖတ်တာဝိရဏဇာတိဥပပတ္တိဘဝဇရာမရဏပေါင်းတော့ဝိပါကဝတ်8ပါးအဲ့တော့ဉာဏ်ဆန်းလေးတစ်ခုဖောက်မေးကြည့်ရအောင်နှစ်အကွက်ကဘာဝတ်ဖြစ်မလဲအဲ့ဒါဆိုစောဖီတို့စောမီတို့ဖြစ်သွားပြီသူကနောကြည်ကုန်ပြီလေဟုတ်ပြီနော်ဘာဖြစ်လို့လဲဆိုတော့ဒီနှစ်အကွက်ထဲမှာဝိပါကဝတ်လို့တော့ရေးမထားပြီမဲ့အင်္ဂါတွေကိုအကဲခတ်ကြည့်လိုက်တော့ဝိညာဏနာယုသလယရဏဖတ်တဝိရဏမပါဘူးလားပြီးတော့ဒီထဲမှာရေးမထားပြီမဲ့တို့တွေနှစ်အကွက်ထဲမှာအာယုံနဲ့ဓာရတိုက်တိုင်းခန္ဓာဖြစ်တဲ့ဇာတိသဘောမရှိဘူးလားဖြစ်ပြီးရင်မပြတ်နိုင်အောင်ကြားထဲမှာဥလိုက်အောင်တို့ကစက္ကန့်တိုင်းမျက်တောင်တစ်ခတ်တိုင်းပြိုးလာတာလားဥလာတာအဲ့တော့ဒီထဲမှာရေးတာမရေးထားတာဇရာသဘောကောရှိမရှိအဲ့ဒီချိန်ကျမှခင်ဗျားတို့ပြောတယ်ဖြစ်ပြီးရင်အဲ့ဒါလေတည်င်ကခ
ခဏိကမရဏမရှိဘူးလားအဲ့တော့ခုနကအထင်ရှားရေးထားတဲ့အင်္ဂါက၅ပါးဉာဏ်နဲ့ဆင်ခြင်လိုက်ရင်တွေ့ရတဲ့ခဏိကဇာတိခဏိကဇရာခဏိကမနဗမရဏ၃ခုနဲ့ပေါင်းလိုက်တော့သူလည်းစုစုပေါင်း၈ပါးမရဘူးလားအဲ့တော့ဘာဝတ်တုံးတာဝိပါကဝတ်၈ပါးဝတ်သုံးပါပြီးတော့ကာလသုံးများဟူသည်ကလွန်လေပြီးသောအတိတ်ကာလယခုဖြစ်စေပြစ္ဆုတ်ပံကာလနောင်ဖြစ်လက်တအနာဂတ်ကာလဒီမှာလဲတို့အလုတ်သမားတွေအတွက်နည်းနည်းလေးထောက်ပြစရာရှိတယ်ဘဟုတုတ္တပေါ့ဗျာနော်စဝိုင်းပေါ်ကအင်္ဂါအနေနဲ့ကြီးလိုက်ရင်တော့တဲ့လွန်နေပြီးသောအတိတ်ကာလကလည်း2ပါးပဲရှိတယ်ဘယ်လောက်ရှိနောင်ဖြစ်လက်တဲ့အနာဂတ်ကလာလည်း2ပါးပဲရှိယခုဖြစ်စေပြစ္ဆုတ်ပံကာလကိုကြည့်လိုက်တော့9နဲ့3နဲ့ပေါင်းပဲ2ပါးဒီစာရွက်ကြီးကိုကြည့်တော့ပြစ္ဆုတ်ပံကာလကအများဆုံးသဘောပေါက်တယ်နော်ကျုပ်ပြောတာဟိုက2ပါးဒီက2ပါးသူက8ပါးဆိုတော့4ဆတော့များတယ်ဒါကစာပေါ်မှာလေဒါပေမဲ့တကယ်လက်တွေ့ခန္ဓာပရိစ္ဆသမုပ္ပါမှာကြတော့ပြစ္ဆုတ်ပံဘယ်လောက်ကြာလဲတစ်ဖြစ်တော့ပါတယ်နော်ပြစ္ဆုတ်ပံကာလတကယ်ခန္ဓာပရိစ္ဆသမုပ္ပါမှာကြတော့ဘယ်လောက်မှမကြာလွန်လေပြီးတော့အတိတ်ကာလကိုဆင်ခြင်ကြည့်လိုက်တို့တွေဘယ်နှခန္ဓာဘယ်နှဘဝရလို့ဘယ်လောက်ကြာခဲ့ကြပြီလဲရေတွက်လို့တော့ဟုတ်ပြီနော်ကဲဒီဘဝဒီခန္ဓာနဲ့တင်ယဟန္တာမဖြစ်သေးဘူးဆိုတို့ဘယ်နှဘဝထပ်ပြီးကျင်လေရအောင်မလဲသိနိုင်သလားသိနိုင်သလားအမခံနိုင်တဲ့သူလည်းညှိုးတော့တန်ရာဘလောက်ဖဲဆွဲဆက်ဘလောက်ပဲရှိရှိဆိုတာတွေကြီးပဲတော့ပါတယ်နော်အဲ့တော့ဒါကိုဘာလို့ထောက်ပြရတာလဲစာအနေနဲ့ကြည့်တော့ပြစ္ဆုတ်ပံကအများကြီးဆိုတော့အကြာကြီးထင်မှာဆိုလို့အေးနေမှာဆိုလို့ပြစ္ဆုတ်ပံကာလကတကယ်ကခုနပြောသလိုပဲတစ်ဖြစ်နှစ်ပြတ်သုံးညံဥယင်ဥမဥယင်တဏှာဥပရံကံလာမလားဟုတ်တယ်လေညံကတို့ကနောက်ကပဲလိုက်လို့ရတယ်ပြစ္ဆုတ်ပံခန္ဓာဖြစ်ပြီးပြတ်တာနဲ့ညံရောက်ရင်ရောက်တစ်ဖြစ်နှစ်ပြတ်သုံးညံအဲဆိုတတ်တာလိမ့်မယ်တစ်ဖြစ်နှစ်ပြတ်သုံးညံအကိလေသာကြားခိုးရင်လည်းအဲ့ဒီမှာခိုးမှာဟုတ်ပြီနော်တရားအထုတ်တဲ့သူမှန်ရင်ကိလေသာကြားမခိုးဘူးတဲ့သူရဲ့လို့ရှိပါမူတရားမလို့ရှက်မနေနဲ့အဲ့ဒီအတိုင်းလှုပ်သွားရတာပဲတချို့ကရှင်ပြတပည့်တော်တရားထိုင်လို့မရဘူးဘာလို့ထိုင်လို့မရတာတပည့်တော်စိတ်ပြန့်လွင့်နေဗျာအဲ့ဒါတရားပဲလေယဟန္တာဖြစ်သွားတဲ့သူမှန်သမျှထိုင်လိုက်တာနဲ့လေးမဲ့လေးဖို့တန်းကြယဟန္တာဖြစ်သွားတာသူလည်းအဲ့ဒီပြန့်လွင့်တာနဲ့ငိုက်တာနဲ့စတာပဲဥမောက်ကလည်းကြီးတော့ငိုက်သေးတယ်လေအဲ့တော့တပည့်တော်တရားထိုင်ငိုက်ကြီးနေတာဗျာတရားမရနိုင်ပါဘူးသွားလို့လို့မရဘူးကိုငိုက်တာကိုပြေအောင်လုပ်ပြီးမဲ့ဆရာနဲ့တွေ့ရမှာပဲပြန်လွင့်လို့ပါဗျာအေးကိုပြန်လွင့်တာကိုငြိမ်အောင်တမာတိတင်ပေးနိုင်တဲ့ဘုန်းကြီးနဲ့တွေ့ရမှာပဲအရေးကြီးတာလုပ်ဖို့ရှင်းတယ်နော်ဥမာတစ်ဖြစ်နှစ်ပြက်အနောက်ကညံတမ်းမလိုက်သေးခင်မှာကိလေသာတစ်ချက်နှစ်ချက်သုံးချက်လေးချက်လောက်ခူပြီးမှညံရောက်တဲ့သူလည်းရှိတာပဲတဖြည်းဖြည်းနဲ့စိတ်လာပြီးတော့ကိလေသာမရောက်တော့ဘဲနဲ့ညံတန်းရောက်တဲ့လူလည်းရှိတာပဲလေးကျင့်ယူရတာလေဟုတ်ပြီနော်ကာလသုံးများပြီးတော့ရှင်ရာ20ဟူသည်ကအတိတ်အကြောင်းချင်းရာ5ပါးပြစ္ဆုတ်ပံအကျိုးချင်းရာ5ပါးပြစ္ဆုတ်ပံအကြောင်းချင်းရာ5ပါးအနာဂတ်အကျိုးချင်းရာ5ပါးအဲ့လိုအရင်ဖြေရတယ်ဟုတ်ပြီနော်ပြီးမှအတိတ်အကြောင်းချင်းရာ5ပါးဟူသည်ကအဝိဇ္ဇာသင်္ခါရတဏှာဥပါဒံဘဝပြစ္ဆုတ်ပံအကျိုးချင်းရာ5ပါးဟူသည်ကဝိညာဉ်နာယုတ်သလယရဏဖတ်တဝေဒနာပြစ္ဆုတ်ပံအကြောင်းချင်းရာ5ပါးဆိုတာကတဏှာဥပါဒံဘဝအဝိဇ္ဇာသင်္ခါရ
အနာဂတ်အကျိုးချင်းရာ၅ပါးဆိုတာကဝိညာဉ်နာယုတ်သလယရဏဖတ်တာဝေဒနာအကွက်တစ်ကွက်မှာအချင်းရာပဲနှစ်ပါးအကွက်ကဘယ်နှကွက်ငါလေးလီပေါင်းပြီဗျာမူလနှစ်ဖြာကစလို့အဲ့ဒီချင်းရာ20အထိလွတ်တာကိုခေါ်တာလားလဲတာကိုခေါ်တာလဲတာကိုခေါ်တာဗျာလွတ်တာခေါ်တာမပါသေးဘူးလွတ်တာဟောတာကဘယ်မှစလဲဆိုတော့ဤရှိသွဲကိုအလွယ်ကြမ်းမဤစီအတိတန္တရာမလွတ်ကြောင်းဒီဟုတ်ပြီနော်